100g ပါလေ 100g ဆိုတာလေဒါလိမ့်လို့ကောင်းတယ်ကွာလိမ့်လို့လည်းမိုက်တယ်ကွာအဲ့တော့မကြည့်ချင်တဲ့လူရှိလားမရှိဘူးဟို ID ရဲ့ cream လေးကလုံးဝ feedback အရင်ကောင်းတယ်နော်ဆိုင်လေးကြီးတယ် ဆိုင်လေးကြီး guide လေးကြီးဆိုတာကိုပြောတာ ပြီးတော့သူကလေအမှန်တိုင်းပြောရင်လေ fella ထိုးမယ်ဆိုရင် fella စီကမနေဘူးနော်သူကလေ fella တွေပါရတယ်လေတကယ်ဟိုမှဟိုတကယ်ကျွမ်းကျင်တဲ့ပညာရှင်တွေထိုးပေးတာတို့ဘာလို့ဆိုလက်စင်တွေ ထိုးရဲတာ ထိုးရဲပေါ့နော်တော်များများအမျိုးသမီးတွေကကြောက်အပြားလိုက်ချူမကြိုက်ကြပါလူကောင်ဘလောက်သေးသေးရင်ကတော့ရင်ညာရှိနေရမှာတင်ကတော့လေသူကတင်လေးကသူကလုံးလုံးလေးရှိနေရမှာရှိဖို့အတွက်ကိုပဲမရှိရှက်ကြတယ်အမှန်တိုင်းပြော ဝတ်စားရတာမနာဘူးကွာတဲ့ပါသူ့နာနဲ့သူရှိတင်တာလေးရှိမရှိတင်နော်ချက်ချက်အဲ့ဒီပိုင်းမရှိချင်ဘူးလေဘိုင်းတော့ချက်မရှိတင်ချက်ချက်ချင်တယ်နော်အဲ့လိုမျိုးဒီဆိုရင်ဒီမှာတော့ဖိတ်ချင်တယ်ဖိတ်ချင်တာတဲ့ဟိုဘာလဲရှိတင်တာလေးရှိရအဲ့မှာဝတ်စားဖို့တာလေသူ့နေရာနဲ့သူအခုကြကြပြတာလေအရင်ခေတ်ကတော့မရှိတဲ့အခါကျတော့သူကအုံနေအမာကြီးတွေထုတ်တယ်အုံမာကြီးတွေဝင်းဝင်းနဲ့နာမည်အောင်မအုံမာကြီးဖြစ်ကုန်တာလေနော်မအုံမာကြီးဖြစ်ကုန်တာအုံမာကြီးတွေနဲ့နော်အဲ့လိုမျိုးတင်နေဆိုရင်အတုတွေဟိုပါလေဟိုကမတို့ဖောက်နေနေအတုတွေတက်ဝင်ကြလေနော်အဂရနောင်ပါတယ်ကွာ3000နဲ့2000ပဲမိမလေးအဲ့